ပြက်ကလန်ဆန်ကျင်းပနေရကနေ၄နှစ်မှတစ်ကြိမ်ပြန်လည်ကျင်းပတော့မယ်ကိုပါအမေရိကတိုက်ဆိုင်မှုလားတော့မသိပေမဲ့လီယိုနယ်မက်ဆီလည်းအာဂျင်တီးနားအသင်းအတွက်ကိုပါအမေရိကဖလားနှလုံးနဲ့ရယူပေးပြီးတော့ဒီပြိုင်ပွဲဟာပြက်ကလန်ဆန်အပျော်တမ်းသာသာကျင်းပနေရကနေအခုတော့၄နှစ်တစ်ကြိမ်ကျင်းပတော့မယ်လို့သိရပါတယ်တိုက်ဆိုင်မှုတစ်ခုလို့ပြောရမယ်ဆိုရင်လည်းလီယိုနယ်မက်ဆီအတွက်ကစူပလာနှလုံးကရရှိပြီးသွားပါပြီဒီတော့ဖီဖာနဲ့ကိုပါအမေရိကကျင်းပရေးအဖွဲ့အချုပ်တာဝန်ရှိသူတွေကလည်းတာဝန်ကျေပွန်တယ်လို့ပဲပြောအောင်ပါပါမက်ဆီအတွက်ဆိုရင်ဥပဒေသားတွေဘာတွေကမရှိပါဘူးဥပဒေသားအတိုင်း၄နှစ်မှတစ်ကြိမ်ပဲကျင်းပမယ်ဆိုရင်လေဒီသက်လီယိုနယ်မက်ဆီကဖလားရတော့မှာမဟုတ်တော့ပါဘူးဒီတော့မက်ဆီအတွက်လည်းဖလားရစီရိုနယ်ဒိုတက်လည်းမက်ဆီကတာသွားမယ်သူတို့လည်းမက်ဆီရှိနေတော့ရုပ်တံဝင်ဝင်နဲ့လက်မှတ်ခကုန်စည်နှုန်းတွေရပြီဆိုတော့နှစ်ဦးနှစ်ဖက်အကျိုးရှိစေပါလေမက်ဆီအတွက်ဆိုရင်ဘောလုံးလောကရဲ့အမဲဆက်တွေပါတွေထင်မှာကိုတော့ဘယ်သူကမှစိုးရိမ်နေမှာမဟုတ်ပါဘူးဒါကြောင့်လည်း2022ကမ္ဘာဖလားမှာတိုင်ကူတာတွေပင်နယ်ဒီကိုပွဲစဉ်တိုင်းမှာပေးရတာတွေဖြစ်ခဲ့သလိုလက်တော်ပူပူနွေးနွေးကမ္ဘာဖလားမှာဆိုရင်လေလီယိုနယ်မက်ဆီအတွက်ဖီဖာကဘယ်လိုမျိုးအရာတွေကိုဖန်တီးပေးခဲ့ကြတယ်လဲဆိုတာမိတ်ဆွေတို့အားလုံးပဲသိကြမှာပါကိုပါအမေရိကပြိုင်ပွဲဟာဘလောက်အထိရုပ်ပေါက်အောင်မက်ဆီအတွက်ဖန်တီးပေးခဲ့တယ်လဲဆိုရင်2015မှာပြိုင်ပွဲကိုကျင်းပခဲ့တဲ့ချီလီအသင်းကအာဂျင်တီးနားအသင်းကိုအနိုင်ယူပြီးတော့ပိုဆွဲသွားတယ်ဒီတော့လီယိုနယ်မက်ဆီလည်းဖလားမရလိုက်တော့တနစ်တောင်မဆောင်နိုင်တော့ပါဘူးဖီဖာကသူ့ရဲ့သားတော်မောင်အတွက်2016မှာတန်းပြီးတော့ကျင်းပစေခဲ့ပါတယ်ချီလီကပဲထပ်မံပြီးတော့ချန်ပီယံဖြစ်ခဲ့ပါတယ်ဒီတော့မက်ဆီကလည်းအရာအားလုံးကိုတင်းပြီလေဗျာဖေဖေကြီးဖီဖာဘက်ကလည်းကိုညီမဲဆိုရင်အစုံထိကိုညီမကူညီရင်ကျုပ်အာဂျင်တီးနားလက်ရွေးစင်အသင်းကနေအနားယူပြီးတွေဘာတွေစမ်းနာပြလိုက်တော့တောက်လျှောက်ကိုဖီဖာကကူညီခဲ့တာယနေ့ဒီပဲပေါ်ပေါ်တေတေနဲ့ကိုလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ဒါတောင်2019နဲ့2020နဲ့2024တွေမှာဇက်တိုက်ကိုကျင်းပပြီးမက်ဆီကိုဖီဖာကရိုနယ်ဒိုတဲ့တားစီချင်တာတခုအတွက်နဲ့အရာအားလုံးကိုကူညီပေးခဲ့တာကိုမပြောသေးပါဘူးဒီတော့မိတ်ဆွေတို့အနေနဲ့ဘောလင်းဒီယော်ဆူဆိုရင်လည်းမတန်ရှင်းညင်းစရာတွေကများနေတယ်ကိုပါအမေရိကဆိုလည်းအငင်းပွားပွဲရာတွေကြီးပဲကမ္ဘာဖလားမှာဆိုလည်းညင်းစရာကြီးပဲလူကအကုတ်လားတန်တန်ရှင်းရှင်းနဲ့ကိုပိုင်အရေးချင်းအစစ်အမှန်နဲ့လူကကုတ်လားဆိုတာကိုတော့မိတ်ဆွေတို့ရဲ့အောက်ကကွန်မန့်မှာမှတ်ချက်ပေးခဲ့ကြပါအောင်ခင်ဗျအစုံအထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ